လာပါရှင်။ဟုတ်ပါ။ငါလက်စုပ်လေးကိုရွေးပြ။အဲ့ဆိုရင်ဒီဇိုင်းလာတာလေးရွေးပြမယ်။ပတ်မှုမာလေးရော။ပတ်မှုလေးနဲ့လေ။ကြိုက်ပါရိုးရဲ့။တခြားရွေးပြထား။အဲ့ဆိုညီမလေးကလေမမောက်လေးဟိုနောက်ကထဲကတစ်ခုလောက်ပြပေးပါလား။ဟုတ်တယ်တရားလေးရဲ့။ပြီးတော့ရှေ့ကဘောလုံးလက်စုပ်လေးရဲ့။ဟုတ်။ပြီးတော့ဘက်ကမောင်းခွင်းလေးရဲ့။ကစားချီလေးရဲ့။လာပါရဲ့။စားတဲ့ပိုင်းရော။ဒါနည်းနည်းရိုးလာပြီ။ငါနင်းကလည်းရွေးလိုက်ခိုင်းတယ်ပြီးတော့ငါရွေးရလေတခုမှလည်းမကြိုက်ဘူး။အဲ့ဆိုလည်းကိုယ့်ဘက်တော့ကိုပဲရွေးလိုက်တော့အဲ့လိုမဟုတ်ဘူးငါပြီးခဲ့တဲ့လားတွေကလူချင်းနေရတဲ့ဆုပ်ကလေးရှိရယ်နမမေ့နေရပုံစံဟာမလို့စက်ဆံမေးလို့မျိုးပုံစံလေးဒီလိုလေးလည်းမတူဘူးနော်အမဟိုကလေဗလိုက်နေပြီမလို့ဆုပ်ကိုပြောရတာဟုတ်မဲ့ထင်းနေညီမလေးအားဟာလေးဟုတ်လောက်တယ်မမတစ်ချက်လောက်ပြက်ကြည့်ပေးပါအောင်အော်ဟုတ်ကဲ့မအဲ့ဆိုလို့ရှိရင်ပစ္စည်းလေးတောက်ယူပေးမယ်နော်ခဏလေးစောင့်ပြောနော်ဟဲ့နင်းအဲ့လက်စုပ်ကိုတက်တန်ရှာပြီးကြရအဲ့လက်စုပ်ကဘာကြီးထူးခြားနေလို့လဲငါ့ကိုပြပြပါအော်ဒီလိုဟာလေးနေမေမိုးလက်စွန်မှာကြတော့လေလက်စွန်နှစ်ကွင်းကိုထပ်ထားပြီးတော့အနေသဘောမျိုးလေးလုပ်ပေးထားတဲ့အခါကျတော့တစ်ကွင်းဝစ်ပြီးတော့နှစ်ကွင်းဝစ်တယ်လို့ခန်းစားရတာမျိုးမိုက်တယ်လေဟာနောက်တစ်ခုကကြတော့ဆက်ပြက်ဒီဇိုင်းကိုလည်းကျင်းအောင်ရိုးရိုးပြောင်းဝင်းနေလို့မဟုတ်ဘဲနဲ့အလိဒီဇိုင်းကိုမှသူကဆက်ပြက်လေးထည့်ထားတဲ့အခါကျတော့ဟိုလက်လုပ်လိုက်လို့ရှိရင်တလက်လက်နဲ့ရမ်းအောင်လှနေမှာမြင်သူတိုင်းတိုင်းမြင်နေမယ့်ဒီဇိုင်းမျိုးလေးပေါ့ဟာဟဲ့နင်းအဲ့လောက်ညှို့နေမှာတော့ရုပ်တည်များမှာပေါ့ဟာအော်မအဲ့အတွက်ကတော့လုံးဝစိတ်မူးနဲ့နော်ဒီဗလိုက်နေပြီမလို့ဆုလေးတွေကဒီဇိုင်းသားရောင်နေမဟုတ်ပဲနဲ့ရောတက်ကလည်းလုံးဝသက်သာတယ်ပုံမှန်ပေးရတဲ့လက်စွပ်တွေလောက်ပဲရောတက်ကပေးရတာလက်စွပ်ဒီဇိုင်းလေးကလည်းလှတယ်ရောတက်ကလည်းသက်သာနေရောလူကြိုက်လည်းအရမ်းများတာပေါ့မိုင်းဟုတ်တယ်ဟာငါဆိုလို့ရှိရင်လေဒီလိုပစ္စည်းလာကြည့်တယ်အဲ့ဒါတွေကပစ္စည်းလေးပြက်ပြင်းနေလို့ခုမှပစ္စည်းရှိတော့နေဝယ်သားရမှာဟဲ့တကယ်နေပြောမှာကငါတော့တကွန်းကိုကျင်တော့ရောသားလိုက်မယ်လေအဲ့ဒါဆိုဒီလိုဝယ်သားမယ်အဲ့တော့မမတို့လေးကြတကွန်းစီလေးပါသားလေးဖွင့်နေနော်ညီမလေးဟုတ်ကဲ့ပါ